ဒီအမျိုးသမီးဟာရေနည်းနည်းကိုခက်ခက်ခဲခဲရှာဖွေနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရေကိုသူကိုယ်တိုင်မတောက်ဘဲကားပေါ်ကိုလောင်းချလိုက်ပြီးကားထဲမှာပိတ်မိနေတဲ့သူ့ရဲ့သားလေးကိုနှိုးဖို့မှန်ကိုစတင်ထူရိုက်ပါတော့တယ်ပြင်းထန်လွန်းတဲ့အပူချိန်ကြောင့်ရေတွေကချက်ချင်းပဲခန်းချောက်သွားခဲ့ပါတယ်ဒီအချိန်မှာပဲသူမခေါင်းထဲကိုအကြံတစ်ခုဝင်လာခဲ့တယ်ကားနားမှာတကိုင်းချောက်တွေကိုမီးရှို့ပြီးမီးခိုးတွေထွက်လာအောင်လုပ်လိုက်ပါတယ်သူမထင်ထားတာကမီးခိုးတွေကားနားပြန်သွားရင်ကားရဲ့လုံခြုံရေးစနစ်ကြောင့်တကားတွေအလိုလျောက်ပွင့်လာလိမ့်မယ်ပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကားရဲ့လုံခြုံရေးစနစ်အလုပ်လုပ်သွားပြီးကားအိတ်စောပေါက်ကိုလုံးဝပိတ်ချလိုက်ပါတယ်အခုမှသူမသဘောပေါက်သွားတာကအချိန်မီတစ်ခုခုမလုပ်နိုင်ရင်သူမရဲ့သားလေးဟာအသက်ရှူချက်ပြီးတေဆုံးသွားနိုင်တယ်ဆိုတာပါပဲအထိတ်တလန့်နဲ့ပဲကြံနေသေးတဲ့ရေတွေနဲ့မီးကိုအမြန်ငိမ့်တက်လိုက်ရပါတယ်ဒေါသထွက်နဲ့ရေပုံးကိုပါလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာခဲ့တယ်ကားထဲမှာအပူချိန်တွေကတဖြည်းဖြည်းမြင့်တက်လာပြီးကလေးလေးဟာလည်းသတိလစ်မေ့မျောလူနီးပါးဖြစ်လာပါတယ်မိခင်ဖြစ်သူကတော့လက်မလျှော့ခဲ့ပါဘူးတန်ချောင်းတစ်ချောင်းကိုကောက်ကင်လိုက်ပြီးသူမရဲ့အစွမ်းကုန်ခွန်အားတွေနဲ့ကားမှန်ကိုရိုက်ခွဲပါတော့တယ်ဒါပေမဲ့ကားမှန်ကလုံးဝမကွဲခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအတန်တွေကြားပြီးတောခွေးရိုင်းတစ်ကောင်ရောက်လာခဲ့ပါတယ်ကြောက်လန့်တကြားနဲ့ကားခေါင်မိုးပေါ်ကိုတက်ဖို့ကြိုးစားပေမဲ့ခြေချော်သွားတဲ့အတွက်ကားအောက်ကိုဝင်ပုန်းနေခဲ့ရပါတယ်စာလောင်နေတဲ့တောခွေးကြီးကသူမကိုအတင်းလိုက်ရှာနေပြီးအခွင့်ရေးရတာနဲ့သူမရဲ့ဖနက်ကိုတောင်သွားနဲ့ကိုက်ဆွဲပါတော့တယ်ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာပဲအနီးနားကတေနေတဲ့တမင်တကောင်ရဲ့အနံ့ကိုရသွားပြီးတမင်စီကိုသွားကကိုက်ဖြတ်စားတောက်ပါတော့တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီတေနေတဲ့တမင်ကကားကိုခုခံထားပေးတာဖြစ်နေပါတယ်တမင်ကိုဖဲလိုက်တဲ့အချိန်မှာကားကိုခုခံထားတဲ့အရာမရှိတော့ဘဲကားကြီးဟာ6ကမ်းပါးဘက်ကိုတဖြည်းဖြည်းနောက်ပြန်လိမ့်ဆင်းသွားပါတော့တယ်အမျိုးသမီးလည်းချက်ချင်းပဲကားနောက်ကိုပြေးသွားပြီးသူမရဲ့ခန္ဓာကိုယ်နဲ့ကားကိုတားဖို့ကြိုးစားခဲ့ပါတယ်